allဒီရတော့ကျွန်တော် robot game the flash ဆိုတဲ့ game မှာဖြစ်ပါတယ်ဒီ game ကဖွင့်တာလွန်ခဲ့တဲ့လတုန်းက26ရက်နေ့တုန်းကဖွင့်လာလားမသိကျွန်တော်29ရက်နေ့တုန်းကလား28ရက်နေ့တုန်းကတည်းကနေကျွန်တော်တစ်ခေါက်ဝင်ပြီးသွားပြီဗျကျွန်တော်အဲ့ game ကကစားမယ်ဆိုပြီးတော့ကျွန်တော်မအားလို့မကစားဖြစ်ဘူးတလားတခြား game ကစားနာလည်းပါတယ်နောက်ပြီးဒီ game ကောင်းတယ်ဘာဖြစ်လို့တလားရေကူးလေးရတယ်ကွာရေကူးလေးရတဲ့ game ကလုံး game ကောင်းတယ်နောက်ပြီးလို့ရှိရင်ဒီ game ကတခုအောင်စားလုံးဝအားတာချက် robot ထဲမှာ game က graphic ကြီးကစော်ရဲလန်းတာဗျာကြည့်ပါဗျာ game က graphic ကြီးကဒါကျွန်တော်အဲ့လောက်ထိမတင်ထားအောင်တော့တကယ်လို့အဆုံးထိတင်ထားမှဆိုတော်တော်လေးကိုလာတာဗျာဒါပေမဲ့ကျွန်တော်ဖုန်းမနိုင်လာကျွန်တော်ဒီ game ကစားရအောင်တကယ်ကျွန်တော်ဒီ game ကကျွန်တော်အတူကောက်ရှင်းပြမယ်ဆိုလို့ရှိရင်ဒီ game မှာကျွန်တော်တို့ဂူရဲသွားရမယ်သွားပြီးတော့ကြောက်တူးရမယ်တူးလာတဲ့ကြောက်တွေနဲ့ကျွန်တော်ဓာတ်တွေ craft လုပ်လို့ရတယ်ဥစားပါလေအကာပါတွေပါ craft လုပ်လို့ရတယ်နောက်ပြီး mon တွေပါတက်လို့ရတယ်အဲ့လောက်ပဲဒါပေမဲ့ကောနေဗျာဓာတ်တွေပါကျွန်တော်သူများတွေကစားကြည့်ခဲ့လားတော်တော်လေးလာတယ်ဗျာတော်တော်လေးလန်းတယ်ဗျာ brother တို့ကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော်လေးပထမဆုံးကစားရသလားအဲ့ဒါကြောင့်ကျွန်တော်ရောင်တိရောက်တော့ကစားဗျာအဲ့ဒါကြောင့်ကျွန်တော်နီးလဲနေပါလေအဲ့လောက်ထိမမေးနဲ့ပထမဆုံးနေကျွန်တော်ဒီကိုချိုစာသူတို့နဲ့စကားပြောခိုင်းတယ်စင်စီကိုချိုစာသူတို့လားယောဝိုင်းမို့ဘာလို့ခိုင်းတာလဲကွာပထမဆုံးလာဒီကောနဲ့စကားပြောရခဏတော့ပြောလိုက်အောင်ပဲသူစကားပြောခါကျရင်မိုက်တယ်နော် NPC နဲ့စကားပြောခါကျရင်ကင်မရာကြီးကကျွန်တော်တို့ရုပ်ရှင်ကားကြည့်ရလို့မဟုတ်ဘူးဆွဲသွားဩဒီကမှကျွန်တော်တို့လူသားရုပ်စိန်လို့ရတယ်ကွာဝေါနောက်ပြီးရှင်လူသားတွေအများကြီးပဲရှိတယ်ဒီလားကျွန်တော်ဒီနားကတွေ့ရဟာလို့ဇွန်ဘီတို့ရှာဒိုတို့နောက်ပြီးရှင်အရှားပါဆုံးမှာဘာကြီးလဲအန်ဂျာနဲ့ဂျင်းမောဟိုငရမှာမဟုတ်ပါဘူးကိုကကလည်းကတော့0 point ဟိုဆို5ရဖို့ကဟိုဆိုအခု9000လောက်စိန်နေရအဲ့ဒါကတခုရလာတကယ်ကျွတ်ရေကျွန်တော်စိန်ကြည့်အောင်ဗျာကျွန်တော်ကန်ရပုတ်တယ်ဆိုတာသိတဲ့အတိုင်းပဲဒီလားဒါပေမဲ့ဒီ game မှာဘယ်လိုဖြစ်မလဲသိစိန်ကြည့်အောင်ဗျာငါအများကြီးမမျော်လင့်ရင်ဒီလား EP လောက်ရလို့ရှိရင်တော်ပြီကွာလာစိန်ကြည့်အောင်တကယ်ကျွတ်ရေဘာရမယ်ဝေးဟေးဒီ Hey! What the? Hey! တကယ်ကြီးလို့ကြားဘူးလားကစားတဲ့သူက game ကိုရွေးတာမဟုတ်ဘူးတဲ့ game ကကစားတဲ့သူကိုရွေးတာတဲ့ပြောလိုက်တာကွာပထမဆုံးခေါ်ဆိုင်တော့ရှားပွားဆို what the hell ပြောတယ်ဟုတ်လို့လားဒါမှမဟုတ်ရှားလွယ်တာလားကွာတကယ်ကြီးလို့ကျွန်တော်တစ်ခါမှမကစားဘူးတော့ 0.5 တော့မဟုတ်တော့သူက 0.5 နဲ့တခါတည်းနေရဝါဘာလို့လောက်ရပါလဲတော့မသိတော့ကွာအော်လို့မဆုံးနေဘာကျုပ်ပြရှိလဲဆိုတာကျွန်တော်မသိသေးဘူးလားအော်ဒီကောက်စီကကြတော့ကျွန်တော်တို့ pick x ဆိုတာလားအဲ့ဒါရွယ်လို့ရကျွန်တော်ပစိန်လို့ခေါ်နေသလားအဲ့ဒါယူကျွန်တော်အင်္ဂလိပ်နဲ့ခေါ်တိတ်မတန်ဘူးဗျ DMC ကရောဘာလို့လို့ရလဲကွာဟာသူကကောင်းတော့ကောင်းတယ်ကွာဒါပေမဲ့မင်းအတောင်ပိုင်းကြီးကကွယ်နေကွာအော်ဒါကြောင့်ကျွန်တော်တို့ကြောက်တုံးရှာခဲ့တဲ့ခါကြောက်လို့ရှိရင်ကြောက်တုံးနေကျွန်တော်တို့ပြေသွားတဲ့ခါကျရင်လည်းရောင်းစားရမှာမတ်တယ်ဒီဦးလေးကြီးကရောဘာရမှာလဲဓာတ်ပုံစံပြထားတာဓာတ်ဝယ်လို့ရတယ်တူတယ်ငယ်ချင်းတို့ရေကျွန်တော်နှိပ်ကြည့်ရအောင် yes နှိပ်ကြည့်ရအောင်ဓာတ်ပုံထားရောင်းလာလားကွာရောင်းလာမှတ်တယ်ကျွန်တော်ကြည့်ရပုံဝယ်တာနဲ့မတူဒီဘဲရရောဘာလို့လို့ရလဲမင်းဘာလို့ပြေးလို့ရလဲကွာကျွန်တော်ဒီအတောင်ဖက်ကြီးကိုအမြင်ကက်တယ်တကယ်ကျွလို့ရေစကားပြောတဲ့ခါကျရင်ကွဲနေဒီကောင်ကကြတော့ဓာတ်တွေကိုစာအန်ချန်လုပ်ပေးတာဒီဘက်ချောင်းအဖိုးကြီးကောင်ကျန်နေတကယ်ကျွလို့ရေဒီဖိုးကြီးတကြည့်အောင်ဖိုးကြီးဘာလို့ပေးလဲဖိုးကြီးဘာလို့ပေးတာလဲဖိုးကြီးကျွန်တော်ကြီးပုံဓာကြီးကအန်ချန်လုပ်တာပဲမှတ်တယ်ဘာလို့လုပ်မှလဲကျွန်တော်သိမသိသေးဘူးလာတကယ်ကျွန်တော်ကြောက်တော့လူကြီးအောင်ဗျာကျွန်တော်မရှိတယ်အများကြီးယူခဲ့ထားတယ်လားယူဟာအတိုင်းရနားထောင်လို့ကောင်းတကယ်ကျွလို့ရေကြည့်ရတော့အေးဆက်ပါနားထောင်လေးတာကွာကောင်းလိုက်လေဟာပြုံးကော်တယ်တာကြီးကစားကြီးကိုကောတယ်တော်ပြီထုတဲ့ခါကျရင်သူကဟိုစားဘာကြီးလဲမျက်နှာပြင်ကြီးကတုံသွားတယ်ချက်ဟုတ်လားလဲတယ်ကွာရောက်လေခဏလေးကချက်ဖဲလိုက်ဦးပဲရောက်လေသူကတစ်ခေါက်နဲ့တစ်ခေါက်ကကျွန်တော်တို့ကြောက်တုံးရတာမတူဘူးတိလားခါကြောက်လို့ရှိရင်လည်းပို့ပြီးကောင်းတယ်ခါကြောက်လို့ရှိရင်လည်းတိတ်မကောင်းဘူးဗျလာကျွန်တော်တို့ဓာတ်တစ်ခါ flow ကြည့်အောင်တကယ်ကျွလို့ရေကျွန်တော်တို့ဟိုဒီကိုချိုစာသူတို့နားကိုသွားလို့ရှိရင်ကျွန်တော်တို့ဓာတ် craft flow လို့ရသေးလားဟာဘင်းလို့တော့ဒီလိုကြီးလားငါဒီထက်ရင်ဟိုစားဒီမောလူစားမဖြစ်တော့ငါဒီလိုမဟုတ်တကယ်ကြီးလို့ကျွန်တော်တို့ dev flow လောက်ခါကြရင်ဒါကြီးက dev flow တော့မဟုတ်တော့သူကဘင်းလောက်ရတယ်လို့မဟုတ် fit နဲ့သွားလာကျွန်တော် dev ခပ်လောက်ကြည့်အောင်မလုပ်ခင်ကျွန်တော်ဒီဖိုးကြီးနဲ့စကားပြောခိုင်းပြောလို့မရပြောလို့မရဘူးဆိုရင်ဒါပဲကပြန်ခပ်လောက်ရအောင်ဟာအခုဒီတင်ပေးနေတော့ငွေလားကွာသူပြောတဲ့အတိုင်းပဲလဲချောက်ထဲကြီးအောင်များရော့ယူပြီးရင်ကျွန်တော်တို့ဒါနဲ့ရမယ်โอเคဟာဘာလို့မလဲကွာနံပါတ်တွေကြီးနေငါဘာလို့ရမှာလဲဒါဘာလို့လားကျွန်တော်တို့အပေါ်ဆွဲတင်ရအောင်မတယ်ကျွန်တော်လေဖြည့်ရမှာโอเคလေဖြည့်ပွားရင်ဘာလို့ပဲကိစ္စပဲကွာသူမီနီဂိမ်းများခိုင်းလားကွာကဒီလိုဟာမုန်းလိုက်တာတကယ်ကျလေဘယ်လိုချိန်ရတာလဲကဒီလိုဂိမ်းလောကစားတော့ဒီလားအဲ့ဒါကြီးဆိုတော့တိတ်မုန်းတယ်မပြီးသေးဘူးလားကွာထုအောင်မယ်တဲ့ထုဟာကျွန်တော်တို့မြက်ခုတ်တဲ့ဓာတ်ရခဲ့တယ်
你过来呀，哈，把那过来过来呀，啊，破费费要那样嘛，对，啊，要有破费，别要啊，东家个那关系呀啦，意思，bien，啊，要呀，关你口了的，啊，你口了的，คุยยาก嘅တကယ်ကြည့်လို့ ဟာ come on နဲ့အေးပါကွာတကယ်ပုတ်ကြီးနောက်တော့ဆန်းကြည့်အောင်ကွာကျွန်တော်ဟိုဒီ mini game exam တော့ဒီလားဒီအတိုင်းချိန်ရတဲ့ဟာကြီးကဘလို့လဲမသိကျွန်တော်တိတ်နားမလဲဒီလားလာကျွန်တော်ပြန်နောက်ခေါက်လုပ်ကြည့်အောင်1 2 3 go ပြင်ပထမဆုံးအနေနဲ့လေးဖြတ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒီအတိုင်းကြီးကကျွန်တော်ဘလို့ထိတ်ရတာလဲကွာထိတ်မတက်ဘူးကွာထိတ်ရတည်ခက်တာပဲသူကထောက်လို့ရှိလို့ရှိဘလို့ကြီးလဲကွာအော်ဒီအတန်းအဖြူကြီးကကျွန်တော်တို့ရဲ့အတန်းအဲ့ဒီအတန်းကသူငြိမ်ငြိမ်လေးဖြစ်အောင်လုပ်ရမှာအဝါကြီးကကြတော့သူပြေးတဲ့အတန်းโอเคနားလေပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်ထွေးရမယ်တက်ဟာဒီခေါက်ပါရတမြောင်းရခဲ့တယ်ဗျဟာမစိုးပါဘူးလာကိုဒီခေါက်ကျွန်တော် perfect ဖြစ်အောင်နေမယ်ပြီးရင်perfect ပြီး perfect တခေါက်ဝေးမှာကွာအစားပိုင်းဆိုတော့ဒီလိုကတကယ်ကြည့်လို့တည်း epo လောက်ဆက်ပါတယ်ဝီ level တက်တယ်ဝေးဟောဒီခေါက် black ရတယ်ကွာဟာခမောင်းပဲပြီလားကွာဒါပေမဲ့ဒီအားကြီးပူလန်းနေတယ်တူတယ်ကျွန်တော်စတက်တွေပါဘာမှမသိဘူးလား依我来小哥子，就原来这庙宇对嘴样，给就是啊，别把那瓜他们不他们出来了，啊，个原来的路大爷嘞，下巴的路大瓜，不他们出来了，这个就是也就是空不得的路我了，可以了，去，喂，老这个拿的嘿，那路特别哈，把歪嘞瓜这个呀，啊。ဘာကြီးလည်းမသိတကယ်ကြည့်လို့အာဆိုဗီဒီယိုလည်းပြလိုက်တော့ကွာဘယ်လိုခေါ်ရတာလဲတကယ်ကြည့်လို့ကျွန်တော်ကြောင်လေးကြောင်လို့ဖြစ်တယ်ခဏနေသူပေါ်ပဲခေါ်လို့ရှိရလို့ဘူးတော့အပေါ်ဟာဘာလို့ရစကီလာကွာဘောဟာငနိုင်ပြီလားကွာဒါယူဒါမှမနိုင်သေးဘူးလားကျွန်တော်ကြောင်လေးကြောင်လို့ဖြစ်တယ်သိလားတကယ်ကြည့်လို့ယူတည်တယ်ဒီကောင်ရခဲ့တယ်ဘာရလို့ရပါလို့မသိဘူးအဲ့ဒီခေါ်လို့မရအောင်နော်ကြွရကတိတော့ပဲ help me တကယ် evil လို့ခေါ်ကြီးကွာဘယ်ချက်ပြေးလို့ပြရလို့ဒီကျွန်တော်ထပ်ပြေးတော့တကယ်ကြီးပြရတော့တရားဒီလိုပြဖြစ်တော့ okay ကျွန်တော်ကြည့်ရဖို့ကျွန်တော်တို့ဒီတက်ကောင်းတဲ့အရာရှိလို့ရှိမှဓာတ်တွေပါရှိလို့ရှိမှ fight လို့ရမလို့တူတယ်ကျွန်တော်ကြည့်ရဖို့ကျွန်တော်တော်တော်လေး evil လို့ဆန်တယ်ကျွန်တော်ထင်တာကျွန်တော်ဒင်မော်ရထားတယ်အရှားပါစိုးဟိုဆိုင်လူသားရထားတယ်ဆိုပြီးတော့ကျွန်တော်စွာတိလန်တယ်ဒီလားကျွန်တော်ကြည့်ရဖို့ကျွန်တော်စွာတိလန်လို့မရသေးဘူးဟောကောင်းရလုံနေကြကြောက်တုံးလေးကိုထောင်းဇွန်ဘီလေးတွေရွှိုင်းခဏနေဇွန်ဘီလိုက်နေတော့ငါလည်းပြချမဟေးကရာကကျွန်တော်ဓာတ်ရတမထူပြီးတော့နေပစိတ်တဲ့ဇွန်ဘီကိုတတူတကယ်ကတော့ကွာခဏတော့မင်းဘယ်သူ့လောက်တော့လေမင်းဟီနိုခန်းကြီးခန်းကူရဆိုတာဒီလားဝါအိုရီဝါမန်ဂီဒီလူဖီရထားမတော့ဆိုလိုဘလို့ပြောလဲကွာမိပါဒီကောကြီးကျွန်တော်မနိုင်နဲ့တူတယ်ဟုတ်တယ်ဒီကောကြီးကတွေးတော်များလို့နေကွာမနိုင်ကျွန်တော်ဓာတ်ကြီးကတော်တော်လေးပုတ်လို့နေကွာဓာတ်ကောလူချင်လိုက်တော့ကျွန်တော်နေငယ်ဖန်းငယ်လေးတိလာကျွန်တော်တို့ပြန် cafe ကြည့်အောင်ဗျာကျွန်တော်တို့ကောင်းလာလီဘာလီရမလားဘောအေးကျွန်တော်ဓာတ်ကြီးလို့ချင်းတိလာကျွန်တော်ဓာတ်လို့ချင်းဟိုဒီတူကြီးလို့ပစော်ကြီးလို့ခေါ်လာလားအဲ့ဒါကြီးလို့ချင်းပြေရှင်ဒူးအဲ့လိုမျိုးခုတ်ပြရှင်တိတော့ဒါပေမဲ့ရမှာမဟုတ်လာဘာရမလဲမသိတကယ်ကြည့်လို့ရင်ကျွန်တော်ဒီလဲဘာဆိုဘာမှမသိဘူးဒီလားသူကကျွန်တော်ကြည့်တဲ့ပုံဟင်းချက်တော့ကျွန်တော်တို့မဆလာတွေစားတွေအချုံမို့တွေထည့်ရတယ်သူကအေးကြော်တို့ထည့်တဲ့ခါကျလို့ရှိရင်သူကနီးလန်းရှိပြီဒီလားဒါပေမဲ့ကျွန်တော်ထည့်တဲ့ကြော်တို့တွေကဟိုစားအလုံးဟိုစားအီပေါ်လို့တွေဒီလားကျွန်တော်ရတာလည်းချောက်ကောက်ပြစ်ထည့်ရတယ်ဒီလားလာကျွန်တော်တို့ဟိုစားခပ်လုပ်ကြည့်အောင်ဒါကြီးကတော်တော်လောက်ခက်တယ်ကွာဘလူကလည်းမခက်သားရဒီလောက်ရတော့ခက်တယ်ကျန်တာအလုံးလောက်ရတာကျွန်တော်ဟိုစား enjoy ဖြစ်တယ်ဒီလားဒါကြီးတုံးကြိုက်ပြီးရင်ထူရမှာဘာကြီးလဲကွာတို့မတုံးကြီးဒူဟာအင်ကြီးရတယ်ဟာအင်ကြီးဆိုလို့ရှိရင်စတက်ဟိုစားပြိုမပိုများပေးတာပထမဆုံးလောက်ခောက်လာတယ်အေးပါကွာပြီးရင်โอเคတခေါက်ပဲလွဲတာကျွန်တော်တို့သူကတခေါက်နဲ့တခေါက်อ่ะဥစားအချိန်ရမတူးတူလားခါကြရရှင်မြန်ခါကြောက်လို့ရှင်နေတယ်ဗျာလားကျွန်တော်တို့ step ဘယ်လောက်ရှိလဲတိုက်ရ
အိုးဒီခါလေ command ပဲတကယ်ကျွန်တော်ရေးစတရီဘောလို့ကြီးပဲသူအဒူးဆက်တယ်ဒီလားကကြောက်တုံးကိုတူးတယ်ကဟိုစက်ကူရခဲ့ကြောက်တုံးလေးကသူများကြိုက်တဲ့ဓာတ်တွေရှေ့ကြီးကွာငါတယောက်တည်းပဲဘာအီဘောလို့ဓာတ်ကြီးလည်းမသိဘူးအော်ကျွန်တော်အင်ဂျီကြီးကဝစ်လို့ရတယ်ပြီးလို့ရှိရင်အင်ဂျီကြီးမှလည်းစတက်ရှိတယ်တကယ်ချင်းရေးသူကဂိမ်းစပိုင်းဆိုတော့ဒီလောက်ဝေးရကျွန်တော်လည်းနဲ့ဟိုစဉ်းစားမိပြီတကယ်ချင်းရေးဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ရတဲ့ဟိုဆိုင်ကြီးကလူစားကြီးကမကောင်းတာလားကွာကျွန်တော်ကောင်းတယ်လို့တစ်စက်ပါလေပခံစားရပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ရှားပါတဲ့လူသားဆိုလို့ရှိရင်တချို့ဂိမ်းတွေမှာဆိုလို့ရှိရင်လုံးဝ OP ကြအခုကငါ့ကိုက OP ကြလို့တစ်စက်မှမခံစားရဟာဒါကြီးကဘလို့တူလို့မရတော့ဟာသူတက်မှတ်တဲ့ level ရောက်လို့ရှိရင်မတူလို့ရအောင်လေတူလေတကယ်ကြီးကျွန်တော်ကစားလာတာတနားကြီးလောက်ကြော်နေပြီတိလားကျွန်တော်လိုချင်တဲ့ပစိန်အခုတိမရသေးဘူးဗျာကျွန်တော်မှကြောက်လို့နေငယ်ရှိကျွန်တော်ထဲကြည့်အောင်ဗျာ तू ကထဲတဲ့နီးရှိတယ်ကနီးမသိတာလာစော်ရထဲကြည့်အောင်ဗျာကျွန်တော်ခုဒီပစိန်ကြီးလေးဗျာအဲ့ဒါလိုချင်တယ် तू ကဓာတ်ကြီးပဲရတယ်ကျွန်တော် cover လို့လို့ရှိရင်ဘလို့လို့ရှိရင်ရမှာလေဟာ तू ကတရှိကြီးပဲပြီးတယ်ကွာဟေးရခွင့်ရှိတယ်ဘာထဲလို့ရှိရင်ထဲရမှာဟေးဒါထက်ချက်ဟေးရကျွန်တော်လိုချင်တာရပြီတကယ်ကျွန်တော်ရေ okay ကျွန်တော်ခါဖရအောင်ခဲအောင်ကျွန်တော်ပစိန်နဲ့တူမယ်လေပြည့်ပဲလေပြည့်အိုးဟိုလေပြည့်ခတ်နေရောတကယ်ကျွန်တော်ရေသူကပစ္စည်းရှားသွားတဲ့ပစ္စည်းဖြစ်လေပို့ပြီးတော့နေဥစားလောက်ရခတ်လာလေလားမသိဘူးလားကျွန်တော်ဒီနေ့ဟာကြီးတော်တော်လေးပြောတလို့ခတ်နေကွာကတော့ခရတ်ကတီကြလိချီပါဟေးသူ့အရက်လေကွာတော်တော်လေးထိရခတ်တယ်ကြည့်ပလားကျွန်တော်ထဲတာတစ်စက်ချရတယ်လို့โอเคရပြီဟာပစိန်ဟုတ်လားအကြီးပဲတကယ်ကြလို့တော်โอเคပစိန်1 2 3 perfect ဒီချာလီperfect be perfectတော့ကတော့โอเคโอ้โหကျွန်တော်ဘယ်ခေါက်လို့မလို့ပါကွာအဲ့ဒါကြီးကကျွန်တော်တို့အခေါက်တိုင်းရောဖေဖြစ်လို့ရှိရင်အခေါက်တိုင်းကျွန်တော်တို့စက်တက်ရတာလဲပို့ပြီးကောင်းလာတယ်တိလားဒါကြီးကဘာဆင်းလဲအိုးဒါကြီးတော့မအန်ခေါ်ဖို့အစင်ပဲလေပါကွာဒီလိုတော့ကဲလောက်ပြီးတော့လာကျွန်တော်သုံးကြည့်အောင်တကယ်ကြီးခဏတော့ထည့်ကြည့်အောင်ဒီနေ့ရင်လဲကျွန်တော်ဓာတ်တစ်ခုခပ်လုပ်ထားတယ်တိလားအဲ့ဒါကြီးကနည်းနည်းကောင်းနေဗျဒါပေမဲ့အဲ့လောက်ထိဓာတ်မများဘူးဗျမရပါဘူးလေဟောဒီမှာထည့်ကြည့်အောင်ကျွန်တော်စမ်းတော့ကြည့်အောင်တကယ်ကြီးရေဟာနောက်ဆုံးတော့ရခဲ့ပြီပစိန်ကျွန်တော်မှဆိုဒီပစိန်လိုချင်တာမဟုတ်သူကတူလိုမျိုးဟာကြီးလိုချင်တာဗျအိုးခောက်တာနီးနေရောဒါပေမဲ့တစ်ချက်ခုံကြီးဘုံတစ်ချက်ခုံရှင်ဒါပေမဲ့9သိန်းလောက်ထွက်တဲ့လုံခံစားရတယ်ဘုံလဲနေတကယ်ကြီးကျွန်တော်တို့ RPG ဂိမ်းကစားလို့ရှိရင်ကျွန်တော်အဲ့လိုမျိုး PC သုံးရတာဗျာလားကျွန်တော်တို့ zombie တတိကြည့်ရအောင်ငါတက်ပြန်ဒါတတိကြည့်အောင်ဘယ်မှာလဲကွာငါ့ကိုဂိမ်းစားပိုင်းတော့တထားခေါ်နေဘုံအားရပါရထူတယ်လို့ဘယ်တော့လဲကွာ zombie တကောင်မှလည်းမတွေ့ဟာဒါကြီးကဘာကြီးလဲဩဒါကြီးကဟိုဒီဖိကက်ဒါကြီးဝယ်လို့ရပတ်စံမလားသူတို့2000ကျော်ပဲရှိတယ်တကယ်ကြီးလေလာကျွန်တော်တို့ zombie တတိကြည့်အောင်ဗျာဘယ်နှကောင်တတိရင်ကောင်းမလဲဘယ်နှကောင်တတိရင်ကောင်းမလဲလာမင်းကကန်ဆိုးတဲ့ကောင်းกว่าဒါပဲများကွာဘုံပြီးရင်ဘန်းကရပ what the hell ငါဘလို့ခေါ်ပြရလဲဘုံငါတေတော့မယ်ခဏနေဒီကောင်ရဓာတ်ရလန်းလိုက်လားဒီကောင်ရဓာတ်ကျွန်တော်ယူလို့မရဘူးလားဒီကောင်တက်လို့ရှိကျွန်တော်တူရဓာတ်မရဘူးလားလန်းလိုက်လားကွာဒီကောင်ရဓာတ်ရသူကျလို့ကျွန်တော်ဒီကောင်နိုင်ပါမလားဒီကောင်နိုင်ချင်လိုက်ကွာဘုံ yes ဘာမှလည်းမရโอเคတကယ်ကြည့်ရကျွန်တော်ဒီနေ့ကတော့ဒီ The Force game လည်းကစားကြတာပါတကယ်ကြည့်ရအားလုံးပဲကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်ဗျဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ဟိုစားနီးလန်းတွေပဲပြပေးခြင်းတယ်ဆိုလို့ရှိရင်လည်းအားလုံးပဲ comment မှာရေးထားလို့ရပါတယ်ဒီဗီဒီယိုကကျွန်တော် YouTube ပေါ်ကစားပြတယ်လားကျွန်တော်ဘာမှမသိသေးဒီ game နဲ့ဘာမှလည်းနားမလဲဒါပေမဲ့ကျွန်တော်ကစားရတာတော်တော်လေးကစားလို့ကောင်းလို့ကျွန်တော်ခံစားရတယ်လားကျွန်တော် Blood Food အဆတော့ကစားဟိုစားပထမဆုံးကစားတယ်လို့ခံစားရတယ်ဗျကျွန်တော်တို့ Blood Food ကစားပထမဆုံးကစားတော့ဆိုလို့ရှိရင်ဘာမှနားမလဲတော့ဆိုလို့ရှိရင်ဘာပဲတွေ့ရင်ခုန်တယ်ဒီလားကျွန်တော်ဗုဒ္ဓရတယ်ရလို့ရှိရင်တော့ရင်ခုန်တယ်ဒီလားအခုလည်းဒီ game တွေပါလဲအဲ့လိုဖြစ်တယ်ဒီလားကျွန်တော်ကစားတော်
လေးရင်ကိုတော်တော်လေးလည်းကစားလို့ကောင်းပါတယ်ဒါမှမဟုတ်ရင်မကစားဘူးတဲ့သူတွေလည်းကစားကြည့်လို့ရပါတယ်ဗျโอเคပုံမှန်တိုင်းပဲအားလုံးပဲ like share subscribe လေးနှိပ်ပေးဖို့မေ့ကြပါနဲ့ like ရကြတော့တစ်ခေါက်ပဲနှိပ်ပါနှစ်ခေါက်နှိပ်တဲ့သူငါတော့ဖြတ်ကနေရိုင်းโอเคဆက်လာပြီလာမယ့်ဗီဒီယိုမှာတွေ့ကြမှာအားလုံးပဲဘွေးဘီ